နဲနဲစီလှုပ်တာကမလှုပ်တာတဲ့ပိုကောင်းတယ်ဒီနေ့တပည့်တစ်ယောက်ကဆရာကိုမေးတယ်ဆရာကျွန်တော်ရဲ့အိမ်မက်ကကြီးလွန်းတယ်ဘယ်နေ့စားရမှန်းတော့မသိတော့ဘူးဗျာဆရာကအုတ်တလုံးကိုကောက်ယူပြီးတော့ပြောတယ်ဒီအုတ်တလုံးနဲ့အိမ်ဆောက်လို့မရဘူးဒါပေမဲ့အိမ်ကြီးတိုင်းဟာအုတ်တလုံးကနေစတာကွာပြီးတော့ဆရာကဆက်ပြောတယ်မိုင်းတစ်ထောင်ခီးတောင်ခြေလန်းတလန်းကနေစတာပဲလူအများစုကပြည်စုံတဲ့ချိန်ကိုစောင့်ရင်ဘရောမှဖြစ်ကြဘူးကွာဒါပေမဲ့အောင်မြင်တဲ့သူတွေတိုင်းကတော့အစင်သင့်မဖြစ်သေးရင်တော့စကြတယ်မင်းနေ့တိုင်းစာမျက်နှာတစ်မျက်နှာဖတ်ကြည့်လေ့ကျင့်ခန်းကို10မိနစ်လောက်လုပ်ကြည့်ကိုယ့်ရဲ့အိမ်မက်ကိုတရက်ကိုနည်းနည်းစီတလန်းချင်းလှမ်းကြည့်အဲ့လိုမျိုးတေးသေးဖွဲဖွဲလုပ်နေတဲ့အရာလေးတွေကနေ့တိုင်းထက်ကလုပ်မယ်ဆိုရင်နေ့မှအံ့ဩစရာကောင်းလို့တဲ့ရလက်ကြီးတွေဖြစ်လာမယ်ကွာဘရောမှပြည်စုံမစောင့်နိုင်ငါကောင်ကြီးဒီနေ့ပဲစလိုက်တော့ဒီနေ့စလိုက်တာကမနှက်ဖြန်နှောင်တမရစေတဲ့အကောင်းဆုံးဆုံးဖြတ်ချက်ပဲကွာဒါကြောင့်မိတ်ဆွေတို့ရဲ့ဘဝမှာလည်းပြည်စုံမဆုံးပါနဲ့ကိုယ့်ရဲ့ရည်မှန်းချက်အတွက်အလုပ်သေးသေးလေးတွေကိုဖြည်းဖြည်းချင်းစလုပ်သွားပါ